Okay, ဒီနေ့ကမေလ18ရက်နေ့ semester 4ရဲ့ week 5 advanced operating system နဲ့ visualization မှာဆိုလို့ရှိရင်ဒီ CPU 8086ပေါ့နော်အဲ့ဒီ8086အကြောင်း specification တွေပြန်ပြောသွားတယ်ဆိုတော့ဒီ course မှာတော့အသစ်ပေါ့နော်အရင်တော့ CPU course မှာတော့ဒီအကြောင်းတွေကြားဖို့ပြီးသားပဲဒါပေမဲ့အဲ့ဒီပိုင်း professional မဟုတ်တော့အရင်တော့ရှုပ်ထွေးနေတယ်အဲ့ဒီမှာတော့ဒီမှာတော့C++ code တွေရေးဖို့အတွက်သင်ပေးတာဆိုတော့ဒီ mod file တွေ rm file တွေ registry file တွေပြီးတော့ d file တွေပြီးတော့အဲ့ဒီ effective address တွေအဲ့ဒီအထက်ထဲမှာဘယ်လိုမျိုးအတွင်းထဲမှာအလုပ်လုပ်လဲဆိုတော့ဟာလေးပြောရပေါ့နော်ပြီးတော့ paper တစ်စောင်ဖတ်ခိုင်းတယ်ဒီ 16-bit HMOS HMOS ရဲ့microprocessor paper ကိုဖတ်ခိုင်းတယ်ပေါ့အဲ့ဒါပြီးတော့ကိုယ့်အကို SAMO ဆိုပြီးတော့ရှေ့ခေါက်ကလိုပဲproject file ရောပြီးတော့ဒီဟိုဟာလေးကိုချပေးတယ်အဲ့တော့ 1c ဆိုတဲ့ file လေးကိုကိုယ့်ဟာကို run ကြည့်ပါဆိုပြီးတော့ပေးလိုက်တယ် okay ဆိုတော့ဒါကvisualization course အကြောင်းနောက်တစ်ခုကကျတော့ human behavior analysis data science ပေါ့နော် data science course မှာတော့ OSEMN ဆိုတဲ့ framework ထဲက explore ပေါ့နော် E ဆိုတဲ့ framework အဲ့ဒီတတိယမြောက် E ဆိုတဲ့ဟာအတွက် explore ဆိုတဲ့ဟာကိုရှင်းပြတယ်အဲ့ဒီမှာတော့ variable အကြောင်းတွေ variable ပဲဟာယူလဲဆိုတာ distribution normal distribution တို့ဒီ distribution နဲ့ certificate distribution ဘယ်လိုခွဲလဲဆိုတာပြီးတော့ statistic tools တွေသုံးတဲ့အကြောင်းတွေပြီးတော့တကယ် tools ကိုသုံးပြီးတော့ဒီ statistic ကိုမြင်ရအောင်တွက်ကြည့်တဲ့ဟာမျိုးတွေ percentage ထွက်အောင်တွက်ကြည့်ရမျိုးသူတို့ကတော့ Excel ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာR တို့ statistic tool ဆိုလို့ရှိရင် R တို့နောက်မဟုတ် Python တို့ Python မှာဒီ Google Colab နဲ့Jupyter Notebook နဲ့သုံးရတဲ့statistic တကယ်ကြည့်လို့တကယ် machine learning လိုမျိုးပေါ့နော် coding ရေးပြီးတော့ကြည့်လို့ရမယ် advanced technique တွေအကြောင်းပြောပြပါတယ်ပြီးတော့ဒီမှာ hypothesis testing ဆိုပြီးတော့တကယ်တွက်ထုတ်လိုက်တဲ့ဟာမှန်ဆိုပြီးတော့ testing လုပ်ကြည့်ရမျိုးတွေပါတယ်နောက်ဆုံးမှာdata visualization ပေါ့နော်ဒီ data visualization နဲ့ပတ်သက်ပြီးတော့ assignment တစ်ခုပေးလိုက်တယ်ဒီ assignment အထူးသဖြင့်ကောင်းမွန်တဲ့ data representation တစ်ခုဟုတ်လားမဟုတ်လားဆိုတဲ့ဟာရေနှစ်မျိုးစလုံးပေါ့နော် exam နှစ်မျိုးစလုံးကိုပြဖို့လိုတယ်ကောင်းမွန်တဲ့ data representation visual analysis style တစ်ခုဟုတ်သလားပြီးတော့အဲ့ဒါဘာကြောင့်ဟုတ်လဲဘာကြောင့်မဟုတ်ဘူးလဲ color တွေ label တွေဘယ်လိုမျိုးဖြစ်လဲဆိုတဲ့ဟာမျိုးရှင်းပြတယ်ပြီးတော့မကောင်းတဲ့ဟာတစ်ခုဆိုလဲမကောင်းတဲ့ဟာပေါ့နော်ဘာကြောင့်မကောင်းလဲဆိုတဲ့ဟာမျိုးရှင်းပြတယ်ဆိုတော့28ရက်နေ့အထိဆိုတော့နောက်ထပ်နှစ်ပတ်အချိန်ပေးလိုက်တယ်ပေါ့နော်15ရက်နေ့ကနေ28ရက်နေ့အထိနှစ်ပတ်အချိန်ပေးလိုက်တယ်နောက်တစ်ပတ်22ရက်နေ့မှာအတန်းမရှိဘူး29ရက်နေ့ကြာလို့ရှိရင်တော့ exam တစ်ခုဖြေရမယ် exam ကတော့ဒီ8ရက်ကသင်သွားတဲ့ဟာတွေကိုပဲပြန်ပြီးတော့ပြောပြတာဆိုတော့ open book ဖြစ်လိမ့်မယ်ဒီမှာတော်တော်များ exam က open book ပဲဒါပေမဲ့ ChatGPT သုံးလို့မရဘူး AI tools တွေမသုံးအောင်ပြီးတော့ Google Colab နဲ့ code တစ်ခုရေးရမယ်လို့သိထားတယ်အဲ့တော့ဒီနောက်ဆုံးသင်လိုက်တဲ့ရက်ထဲမှာလဲ scatter plot အကြောင်းတွေပါတယ် time series plot အကြောင်းတွေပါတယ်ပေါ့နော်အဲ့တော့ statistical data visualization technique လေးပါတယ်အဓိကတော့ matplotlib ဟာမျိုးတွေသုံးတဲ့ဟာမျိုးတွေပါတယ်ပေါ့အဲ့တော့ဒါက data visualization အကြောင်းနောက်တစ်ခုကကျတော့ research နဲ့ဆိုင်တဲ့ဟာ research ကschedule ကတော့အခုတင်လိုက်ပြီ schedule ကတော့နောက်ဆုံး schedule ဆိုတာပါခေါ်လဲ thesis နဲ့ပတ်သက်တဲ့ schedule ကတော့လောလောဆယ်လုပ်နေတော့မယ်ဆိုတော့မသိရသေးဘူးဘာမှမပြောသေးဘူးနောက်နှစ်ပတ်သုံးပတ်လောက် a couple of week ပေါ့နော်ပါကြာလို့ရှိရင်တော့သိရမယ်လို့ပြောထားတယ်ပြီးတော့ဒီ fit နဲ့ပတ်သက်တဲ့ FIT နဲ့ပတ်သက်တဲ့ဟာကြတော့submit လုပ်လိုက်ပြီဒီ Hokkaido University ရဲ့ conference ကို submit လုပ်လိုက်ပြီပတ်စံပေးတဲ့အကြောင်းကတော့ဒီလောက်ကတော့ပွဲပြီးမှပေးရမယ်လို့တော့ပြောတယ်ပေါ့ပွဲပြီးဆိုတာဒီ conference ပွဲပြီးတော့မှာ conference ကတော့6လပိုင်း6လပိုင်း3-5ပေါ့နော်3ရက်ဆိုတော့အကြောင်းတွေပါတန်းအလုပ်တွေပါလောက်ရမယ်ဆိုလို့ရှိရင်အလုပ်ကိုခဏလေးနားထားဖို့လိုမယ်ထင်တယ်ခွင့်ယူထားဖို့လိုမယ်ထင်တယ် okay ဒီတော့ကတော့လောက်ပါပဲကျေးဇူးများကြီးတင်ပါတယ် bye bye